Hi အားလုံးပဲမင်္ဂလာပါရှင်ဒီချက်အခုဒီချက် tuition မှာသင်တဲ့ movers ကလေးတွေအတွက် adjectives comparison list ကိုအတန်ထွက်ပြောပေးရင်းနဲ့ဒီ YouTube video တစ်ပုဒ်ကိုတင်လိုက်ပါတယ်ပြီးတော့ဒီချက်ရဲ့သင်ခန်းစာတွေအခမဲ့သင်ခန်းစာတွေအားလုံးကိုဒီချက်ရဲ့ YouTube channel ဖြစ်တဲ့ Swiss English Channel မှာအကုန်လုံးတစ်စုတစ်စည်းတည်းတင်ပေးထားပါတယ်အဲ့တော့အကုန်လုံးကိုစုပြီးတော့ကြည့်လို့ရအောင်လို့ဒီချက်ရဲ့ YouTube channel ကို subscribe လုပ်ထားပေးပါရှင်အဲ့တော့တခြားကလေးတွေလည်းကြည့်လို့အဆင်ပြေအောင်ပေါ့နော်share ရဲ့ comparison list မှာ altogether 3 pages pages 3ခုပါတယ်page 3ခုပေါ့နော်အဲ့ဒီ page 3ခုကိုအကုန်လုံးအတန်ထွက်တွေ recording လုပ်ပေးသွားမှာပါအဲ့တော့ကြက်တဲ့အခါကြလို့ရှိရင်ဒီချက်ကတနေ့တစ်မျက်နှာပဲကြက်ဆိုလို့ရှိရင်တစ်မျက်နှာစာပဲနားထောင်လို့ရပါတယ်ပြီးတော့နောက်နေ့ကျမှနောက်တစ်မျက်နှာစာကိုပြန်လာပြီးတော့နားထောင်လို့ရပါတယ်เนาะ time stamps တွေလည်းထည့်ပေးသွားမှာဖြစ်ပါတယ် Okay so let's get started meaning ကတော်တော်များကသိပြီးသားဆိုတော့ဒီချက်ကတော့ထည့်မပြောတော့ဘူးเนาะတချို့ meaning တွေကိုထည့်မပြောတော့ဘူးဒီ comparison ရေးတဲ့ပုံစံရဲ့နောက်ပြီးတော့အတန်ထွက်ရဲ့ကိုပဲဦးစားပေးပြီးတော့ပြောပြသွားမယ်အဲ့တော့ comparisons မှာအားလုံးသိတဲ့အတိုင်း၃ခုရှိတယ်verb တွေမှာ verb 1 verb 2 verb 3ရှိတယ်လို့မျိုး comparisons မှာလည်း degree 1 degree 2 degree 3ဆိုပြီးတော့၃မျိုးရှိတယ်အဲ့တော့ degree 1ရဲ့နာမည်က positiveအတန်ကိုဗီဒီယိုကြည့်ရင်းနဲ့ like ဆိုမယ်เนาะဒီတိုင်းကြည့်ခိုင်းတာမဟုတ်ဘူး like ဆိုရမယ် positive degree and degree 2 is comparative degree and degree 3 is superlative degree အဲ့တော့ဒီ degree တွေကိုရေးတဲ့အခါမှာ comparative degree ကနှိုင်းယှဉ်တဲ့အခါမှာသုံးတယ် for example Japan is colder than Myanmar Okay so ဒီ comparative degree ကအားလုံးသိပြီးတဲ့အတိုင်းTHAN then နဲ့သုံးပြီးတော့ THAN then နဲ့သုံးပြီးတော့နှိုင်းယှဉ်လေးရှိတယ် like ခုနပြောသလိုပဲ Japan is colder than Myanmar ပေါ့နော် THAN then ကိုသုံးတယ် superlative degree ကကြတော့နှစ်ခုထပ်ပိုတဲ့အရာတွေကိုနှိုင်းယှဉ်တဲ့အခါမှာဥမာ3ခု4ခု5ခုပေါ့ထားပါတော့ចောင်းသား3ယောက်ကိုနှိုင်းယှဉ်တာသူ2ယောက်ထဲနှိုင်းယှဉ်ရင်တော့ comparative degree နံပါတ်1ပဲဆိုရင်တော့ comparative degree ကိုသုံးတယ်ထားပါတော့ဒါကမောင်ပဲထားပါတော့ဒါကမောင်ဆိုးပဲထားပါတော့အဲ့တော့မောင်ဆိုးမောင် is taller than မောင်ဆိုးအဲ့လိုမျိုး2ယောက်ကိုနှိုင်းယှဉ်တဲ့အခါမှာ comparative degree ကိုသုံးတယ်အဲ့လိုမဟုတ်ဘဲနဲ့2ယောက်နဲ့အထက်ပေါ့နော်3ယောက်4ယောက်5ယောက်အဲ့လိုမျိုးအများပြားကိုနှိုင်းယှဉ်တဲ့အခါမှာ superlative degree ကိုသုံးတယ် superlative degree ကမြန်မာလိုဆိုရင်ဆုံးဆိုတဲ့အဓိပ္ပာယ်နဲ့ရှိတယ် like the coldest ဆိုရင်အေးဆုံးပေါ့နော်အပူဆုံး3ယောက်ထဲမှာအရက်အရှည်ဆုံး3ယောက်ထဲမှာအရက်အပူဆုံးအဲ့လိုမျိုးနှိုင်းယှဉ်တဲ့အခါမှာသုံးတယ်တတိထားရမှာက comparative degree မှာ THAN then နဲ့တွဲပြီးတော့သုံးရတယ် like colder than ပြီးတော့superlative degree မှာကျတော့ THE the နဲ့သုံးတယ် the coldest ဆိုပြီးတော့သုံးတယ်တစ်ချက်ကလေးတွေကို superlative degree ကလောလောဆယ်မတင်ရသေးဘူး comparative degree ပဲတင်ရသေးတယ်ဒါပေမဲ့အတန်ထွက်ကို၃ခုစလုံးအတွက်ပြပြသွားပေးမယ်နော် so let's get started the first one is cold colder the coldest လိုက်ဆိုမယ်နော် cold colder the coldest fast အဲ့ဒီမှာ နှစ်ခုစလုံးအတန်ထည့်ပြီးတော့ဆိုပေးပါ fast faster လို့မထွက်နဲ့เนาะမတားဘူးเนาะ faster the fastest faster the fastest quicker the quickest quicker the quickest and next slower the slowest slower the slowest greater ကကြတော့ကောင်းတာကိုပြောတာ greater the greatest like you're great you're great like that so here greater the greatest higher the highest အဲ့တော့ high မှာက gh အတန်ပြောင်းနေမယ် gh အတန် silent ဖြစ်မယ် high ဆိုတဲ့အတန်ထွက်နေပဲသွားမယ်တော်တော်များများကဒါကို height နဲ့မှားပြီးတော့ဖတ်ကြတယ်အဲ့တော့အတန်ထွက်မှာရင်ဘာဖြစ်လဲဆိုတော့စာလုံးပေါင်းပါလိုက်မှာတယ် HIGHT ဆိုပြီးတော့ height နဲ့
ဖတ်ကြတယ်အဲ့ဒါကဆီယာမတချို့ဆီယာမတွေလည်းမှားပြီးတော့ဖတ်ကြတယ်အဲ့တော့မှားပြီးတော့မဖတ်ပါနဲ့ဒါက high မဟုတ်ပါဘူး high ပါအတန်ကိုအဲ့လိုမျိုးဖော့ပြီးတော့ဖတ်ပြီးနော် high high higher the highest high higher the highest kind kinder the kindest အဲ့တော့ kind ကကျင်နာတက်တာကိုပြောတာ kind kinder the kindest long long ကရှည်တော့ပေါ့နော်အရက်ကိုပြောတာမဟုတ်ဘူးပေတံတို့အလျားတို့အဲ့လိုမျိုးနေရာမှာသုံးတယ် long longer the longest short shorter the shortest short shorter the shortest rich richer the richest အဲ့တော့ rich ကချမ်းသာသော rich richer the richest ချမ်းသာသောပို၍ချမ်းသာသောအချမ်းသာဆုံး rich richer the richest poor အဲ့တော့ဒီမှာ poor ဆိုပြီးတော့မထွက်ဘူး poor လို့ပဲထွက်တယ်အဲ့တော့ poor poorer the poorest poor poorer the poorest small smaller the smallest strong stronger the strongest အော်ခုနချက်ချင်ခဲ့လို့ခုနက poor poor ကခုန rich ရဲ့ opposite ပေါ့နော် rich ကချမ်းသာသောဆိုရင် poor ကဆင်းရဲသော okay here strong stronger the strongest အဲ့တော့တန်မာသောပို၍တန်မာသောအတန်မာဆုံး weak weaker the weakest အဲ့မှာတန်မာသောရဲ့ opposite ပေါ့နော်အားနည်းသောပို၍အားနည်းသောအားအနည်းဆုံး weak weaker the weakest အော်ပြီးတော့ချက်ပြထားမယ်ဒီချက်ရဲ့ notes ထဲမှာဒီမှာ meaning ဆိုပြီးတော့ရေးထားပေးတယ်ဒီနေရာလေးကကိုမသိတဲ့စာလုံးတွေရှိရင်မြန်မာလိုရေးဖို့ဖြစ်ပါတယ်အဲ့တော့မသိတဲ့စာလုံးတွေရဲ့အဓိပ္ပာယ်ကိုဒီဘေးနားမှာမြန်မာလိုရေးလို့ရတယ်နော် okay next one tall taller the tallest tall taller the tallest thick thicker the thickest အဲ့တော့ thick ကထူသောစာအုပ်ထူတာတို့အဲ့လိုမျိုးထူတာပေါ့နော်စာအုပ်ထူတာတို့ပြောရရင်မှာသုံးတယ်ထူသောပို၍ထူသောအထူဆုံး thick thicker the thickest အဲ့ဒီမှာ thick ကိုဖတ်ရင်ရှာပြားလေးကိုတွားထိတ်လေးနဲ့နည်းနည်းလေးကိုက်ပြီးတော့ပြောရမယ်เนาะမြန်မာလိုဆိုရင်တနဲ့တူတယ်တာဝင်းကူမဟုတ်ဘူးလာဝါတာဟာမှာပါတယ်တနဲ့တူတယ် thick thick okay next one young younger the youngest ငယ်တော့ပို၍ငယ်တော့အငယ်ဆုံးဒီမှာတွေ့တဲ့အတိုင်းပဲ degree 2တွေအားလုံးကဒီမှာဒီ list ထဲမှာပါတဲ့ degree 2တွေက ER နဲ့အဆုံးသတ်တယ်เนาะ degree 3တွေကကြတော့ EST နဲ့အဆုံးသတ်တယ် next one old older the oldest အဲ့တော့တက်ကြီးတော့ဒါမှမဟုတ်ဟောင်းတော့ပို၍တက်ကြီးတော့ဒါမှမဟုတ်ပို၍ဟောင်းတော့အသက်အကြီးဆုံးအဟောင်းဆုံး okay the next one new newer the newest အဲ့တော့တစ်တော့ပို၍တစ်တော့အသစ်ဆုံး near nearer the nearest နီးတော့ပို၍နီးတော့အနီးဆုံး clever clever ကညံ့များတာဒါမှမဟုတ်ရင်ဖြတ်ထိုးညံ့ကောင်းတာပေါ့နော် clever cleverer 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 မဟုတ်ဘူး cleverer 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 ကပို၍ညံ့များတော့ the cleverest ညံ့အများဆုံးညံ့များတယ်လို့တစ်ချက်ဘာလို့ပြောရလဲဆိုတော့သူကတော်တယ်ဆိုရင်လည်းဟုတ်တယ်ဒါပေမဲ့များသောအားဖြင့်ညံ့နဲ့များတယ်လို့ဖော်ပြတဲ့အခါမှာလေဒီ clever ကိုသုံးတယ်ပေါ့နော်ညံ့နဲ့များထက်အဲ့လိုမျိုးပေါ့အဲ့လိုဖြတ်ထိုးညံကောင်းတယ်အဲ့လိုမျိုးပြောတဲ့နေရာမှာသုံးတယ်ပေါ့နော် positive က negative ကသုံးတယ်ခါလေးကြရင်လည်း negative အဓိပ္ပာယ်နဲ့သုံးတာမျိုးရှိတယ် next one light lighter light ကပေါ့တော့ heavy ရဲ့ opposite ပေါ့နော် light ပေါ့တော့ lighter ပို၍ပေါ့တော့ the lightest အပေါ့ဆုံး bright ဒါနဲ့ light မှာက gh အတန်မရှိဘူး gh အတန်ပျောက်တယ်เนาะ light lighter the lightest bright မှာလည်းအဲ့လိုပဲတချို့တွေမှားပြီးတော့ bright ဆိုပြီးတော့ gh အတန်နေထည့်တယ် bright လို့မထည့်ပါနဲ့bright လို့မထည့်ပါနဲ့ bright ပဲเนาะ bright brighter the brightest bright ကကြတော့လင်းတော့ပို၍လင်းတော့အလင်းဆုံး bright brighter the brightest okay ဒါကတော့ first page ပါတကယ်နောက်တစ်ခုသွားမယ်เนาะ
second page ကကြတော့ခုနက words တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ခုနက words တွေအားလုံးကlight မှာပဲကြည့် light မှာဆိုရင် light light lighter lighter ဆိုတော့ er လေးပဲအပိုထည့်ထားတာဟုတ်တယ်နော်အခု teacher တို့နောက် page တစ်ခုမှာကြတော့သူကပေးထားတဲ့စာလုံးမှာက e ပါပြီးသားဆိုတော့e ပါပြီးသားဆိုတော့ er ထည့်စရာမလိုဘဲနဲ့ r တစ်လုံးပဲထည့်ရင်ရတယ်Okay အဲ့ဒါ brave ကနေ white အထိကအဲ့ဒီတိုင်းပဲเนาะအဲ့တော့ဖတ်ကြည့်မယ် brave braver the bravest အဲ့တော့ brave ကရဲရင်တော့ braver ပို၍ရဲရင်တော့ the bravest အရေးရင်ဆုံးအတန်ထွက်လိုက်ဖတ်မယ်เนาะ brave braver the bravest brave braver the bravest next one fine ကောင်းတော့ဗောနော်ကောင်းတော့လည်းရတယ်ဒါမှမဟုတ်ရင်မြင်တာအမြင်သေးသေးလေးတွေကိုပြောတဲ့နေရာမှာလေးသုံးနေအရှက်မြင်တယ် fine ဖြစ်တယ် fine နဲ့ပိုရိပ်မြင်တော့အဲ့လိုမဟုတ်ဘဲနဲ့ပိုရိပ်ကောင်းတော့လို့ good နဲ့အတိတ်ပဲတူလည်းပြောလဲရတယ်အတိတ်ပဲနှစ်မျိုးရှိတယ် fine finer the finest ကောင်းတော့ပိုရိပ်ကောင်းတော့အကောင်းဆုံးဒါမှမဟုတ်ရင်လည်းမြင်တော့ပိုရိပ်မြင်တော့အမြင်ဆုံးပေါ့နော် fine finer the finest next one large ကြီးတော့တူတူပဲ big နဲ့တူတူပဲ large larger the largest large မှာလည်းအဲ့လိုပဲ e ပါပြီးသားဆိုတော့ r လေးတစ်လုံးပဲထည့်ရုံပဲเนาะ next one nice nicer the nicest nicer the nicest wise wiser the wisest အဲ့တော့ wise ကကြတော့ဘယ်လိုပြောမလဲပညာရှိတော့အဲ့လိုမျိုးဘဟုတုတများသောပညာရှိသောပေါ့နော် wiser ကကြတော့ပို၍ပညာရှိသောthe wisest ပို၍ပညာရှိဆုံး next one white ကကြတော့အဲ့ဒီမှာ WHIT ကိုတော်များများက white ဆိုပြီးတော့ wha အတန်နဲ့ဖတ်တယ်ဒါပေမဲ့ Sherrod ကတော့ H ကို silent လုပ်ပြီးဖတ်ရတယ်အဲ့တော့ white နဲ့သွားမယ် white wider အဲ့တော့ဖြူသောပို၍ဖြူသောအဖြူဆုံးt-shirt တွေပေါ့နော်ဒီအင်ကြီးပဲအင်ကြီးကပိုဖြူလဲ which one is wider အဲ့လိုမျိုးမှာသုံးတယ်အဲ့တော့ white wider ပို၍ဖြူသောဒီမှာချက်မှားနေ the widest WHITEST the widest အဖြူဆုံးအဲ့လေးပြင်ပြီးတော့ဖတ်ပြပါနော် the widest Okay အဲ့တော့ဒီအထိကစာလုံးပေါင်းတွေက e နဲ့ဆုံးတယ်အဲ့တော့ r လေးတစ်လုံးပဲပို့ထည့်ရတယ်ဒီဘက်မှာဆိုရင်လည်း st လေးတစ်လုံးပဲပို့ထည့်ရတယ်အဲ့လိုသွားမယ်နော်အဲ့တော့နောက်တစ်ခုကိုကြည့်မယ်နောက် part တစ်ခုကိုကြည့်မယ်အဲ့တော့နောက် part တစ်ခုကကြတော့ဒီမှာကကြတော့ဘာတွေ့လဲဆိုတော့ double letters တွေတွေ့ပါတယ် GG အဲ့တော့ဘာလို့ double letters ထည့်ရလဲဆိုတော့နောက်ဆုံးစာလုံးရဲ့အရှိအဲ့တော့နောက်ဆုံးစာလုံးကို teacher တို့က the last letter လို့ခေါ်တယ်တော့ကကြတော့နောက်ဆုံးစာလုံးမဟုတ်ဘူးဒုတိယမြောက်နောက်ဆုံးကရှိရင်ဒုတိယမြောက်စာလုံးပေါ့ပြန်ပြောမယ်နော်နောက်ဆုံးကရှိရင်ဒုတိယမြောက်စာလုံးဒုတိယဆိုတော့ second နောက်ဆုံးဆိုတော့ last အဲ့တော့ the second last word နောက်ဆုံးကရှိရင်ဒုတိယမြောက်စာလုံးဖြစ်တဲ့ the second last word the second last word နေရာမှာ a e i o u vowel တစ်လုံးနဲ့ရှိရမယ် a e i o u တစ်လုံးပဲရှိရမယ်ဥပမာဒီမှာဆိုရင် last word က g second last word က i အဲ့ဒီမှာ vowel တစ်လုံးပဲရှိရ i တစ်လုံးပဲရှိတယ်အဲ့ဒီအခြေအနေမျိုးမှာဒီနောက်ဆုံးမှာရှိတဲ့ last word ကိုနှစ်ခါထပ်မယ် duplicate ပေါ့နော်နှစ်ခါထပ်မယ်အဲ့တော့ဒါ gg ဖြစ်သွားမယ်အဲ့တော့ bigger bigger အဲ့တော့ bigger the biggest ကြီးတော့ပို၍ကြီးတော့အကြီးဆုံး bigger the biggest ဘာဖြစ်လို့ဒီချက်က vowel တစ်လုံးပဲရှိရတာလဲလို့ပြောတာလဲဆိုတော့ခုနကကြက်ထားတဲ့ WEAK week မှာ K ရဲ့အရှိမ vowel နှလုံး E ရဲ့ A ရဲ့ဆိုပြီးတော့ E ရဲ့ A ရဲ့ဆိုပြီး vowel နှလုံးပါနေတယ်အဲ့တော့ vowel နှလုံးရှိနေကြ teacher တို့က KK လို့ထပ်စရာမလိုတော့ဘူးရိုး ER ပဲပေါင်းလိုက်မယ်အဲ့တော့ vowel တစ်လုံးနဲ့ရှိမှနောက်ဆုံး letter ကို duplicate လုပ်တာဖြစ်ပါတယ် vowel နှလုံးရှိရင် duplicate လုပ်စရာမလိုဘူးเนาะအဲ့တော့နောက်တစ်လုံးကိုကြည့်မယ်အဲ့တော့ဒီမှာက fat ဝါတော့ fatter ပိုရဝါတော့ the fattest အဝါဆုံး fat fatter the fattest next one hot hotter the hottest hotter လိုက်ဖတ်မယ်เนาะ hotter the hottest thin thinner
the thinnest thin thinner the thinnest ပိန်သောပို၍ပိန်သောအပိန်ဆုံးနောက်တစ်ခု dim dimmer the dimmest အဲ့တော့ dim ကမီးမှိန်တာမှိန်လေးထွန်းထားတာကိုပြောတာအဲ့တော့ dim dimmer the dimmest မီးမှိန်သောပို၍မှိန်သောအမှိန်ဆုံး okay အဲ့တော့ဒါက part တစ်ခုပြီးပြီအဲ့တော့ဒီ page ထဲမှာပဲရှိသေးတယ်เนาะနောက် page တစ်ခုမရောက်သေးဘူးနောက်တစ်ခုကိုကြည့်မယ်စာလုံးပေါင်းပုံစံနဲ့ပြောင်းသွားတယ်။ဘာပြောင်းသွားလဲဆိုတော့အကုန်လုံးက IER တွေပါလာပါတယ်။ IER တွေပါလာတယ်။ဘာလို့ IE ကပါလာလဲဆိုတော့မူလစကားလုံးရဲ့နောက်ဆုံးမှာ Y နဲ့အဆုံးသတ်တယ်။အရှိမလည်းဘာ vowel မှမရှိဘူး consonant တွေပဲရှိတယ်။အရှိမသူ့ရဲ့အရှိမလည်း AEIOU မရှိဘူး။နောက်ဆုံးစလုံးကလည်း Y နဲ့ပဲဆုံးတယ်ဆိုလို့ရှိရင် Y ကိုဖြုတ်မယ်။ Y ကိုဖြုတ်မယ် I ပြောင်းမယ် ER ပေါင်းမယ်။ Y ကို I ပြောင်း ER ပေါင်းပေါ့နော် IER ပေါင်းမယ် okay အဲ့တော့ angry angrier the angriest angry angrier the angriest စိတ်တူတော့ပို၍စိတ်တူတော့စိတ်အတူဆုံး okay next one hungry hungrier the hungriest hungry hungrier the hungriest ဘိုက်စာတော့ပို၍ဘိုက်စာတော့ဘိုက်အစာဆုံး pretty prettier the prettiest လှတော့ပို၍လှပတော့အလှဆုံး ugly uglier the ugliest uglier တည်ရတဲ့နော်ရုပ်ဆိုးတော့ပို၍ရုပ်ဆိုးတော့ရုပ်အဆိုးဆုံး costly costly ကကြတော့ expensive နဲ့အတူတူပဲအဲ့တော့ဈေးကြီးတော့လို့ပြောတာပေါ့နော် costly အတော့ ly နဲ့စုံနေဆိုပေမဲ့ adjective ပဲဖြစ်ပါတယ်တော့ပဲနော် ly နဲ့စုံပေမဲ့စွာဆိုတဲ့အဓိပ္ပာယ်မရှိဘူးသူကသူ့ရဲ့စာလုံးပေါင်းက ly ပါပြီးသားဖြစ်နေတာအဲ့တော့ costly ဈေးကြီးတော့ costlier ပို၍ဈေးကြီးတော့ the costliest ဈေးအကြီးဆုံး costly costlier the costliest next one dry drier the driest dry drier the driest ၆တွေ့တော့ပို၍၆တွေ့တော့၆တွေ့ဆုံး easy easier the easiest ရမယ်ထင်တယ်နော်မြန်မာလိုမပြောတော့ဘူး happy happier the happiest heavy heavier the heaviest heavy heavier the heaviest okay and what's next okay that ကြောက်ကြံသေးရဲ့ okay here lazy lazier the laziest ပြင်းရှိတော့ပို၍ပြင်းရှိတော့အပြင်းရှိဆုံး lazy lazier the laziest wealthy wealthy ကချမ်းသာတော့အဲ့တော့ခုအရှိမချက်ထားတဲ့ rich နဲ့အဓိပ္ပာယ်အတူတူပဲ wealthy ချမ်းသာတော့ wealthier ပို၍ချမ်းသာတော့ the wealthiest အချမ်းသာဆုံး next one healthy healthier the healthiest ကျန်းမာတော့ပို၍ကျန်းမာတော့ကျန်းမာဆုံး healthy healthier the healthiest ပို၍ကျန်းမာတော့လည်းရတယ်ကျန်းမာရေးနဲ့ညီညွတ်တော့လည်းရတယ်အဲ့တော့ healthy food this food is healthy but this food is healthier ဒီအစားအစာကပို၍ကျန်းမာရေးနဲ့ညီညွတ်တယ် okay အဲ့တော့ second page ပြီးပါပြီအဲ့တော့နောက်ဆုံးစာမျက်နှာကိုတွားရအောင် okay ဒီမှာကကြတော့စာလုံးပေါင်းတွေကိုကြည့်လိုက်ရင်စာလုံးပေါင်းတွေအရှိကြီးဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့စာလုံးပေါင်းတွေအရှိကြီးဖြစ်နေမယ်နောက်တစ်မျိုးပြောရရင်အတန်ပေါ့နော်အတန်သုံးတန်နဲ့အထက်များသောအားဖြင့်သုံးတန်နဲ့အထက် like attractive ဆိုရင် attractive အတန်သုံးတန် syllable သုံးခုပါတယ်အဲ့လိုအခြေအနေမျိုးမှာ ERES ရေးထည့်တာမျိုးမဟုတ်တော့ဘဲနဲ့ more the most ပေါင်းထည့်လိုက်ရုံပဲအရှိပါအဲ့တော့ that's easier right so here let's see attractive more attractive the most attractive အဲ့တော့ attractive ကဆွဲဆောင်မှုရှိတော့ပို၍ဆွဲဆောင်မှုရှိတော့ဆွဲဆောင်မှုအရှိဆုံး attractive more attractive the most attractive 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 okay next one beautiful more beautiful the most beautiful လှပတော့ပို၍လှပတော့အလှပဆုံး beautiful more beautiful the most beautiful brilliant brilliant ကကောင်းတော့ပေါ့နော်နောက်ကလိုက်ဖတ်မယ်နော် brilliant more brilliant ပိုထူးချွန်တော့ပို၍ထူးချွန်တော့ the most brilliant အထူးချွန်ဆုံး
Okay, next, careful. Careful, more careful, the most careful. အဲ့တော့ဂယုစိုက်တတ်တော့ပို၍ဂယုစိုက်တတ်တော့ဂယုစိုက်တတ်ဆုံးအဲ့ဒီမှာ teacher တို့ careful ဆိုပြီးတော့အတန်နှစ်တန်ပဲရှိပါတယ် careful careful မထွက်ဘူးเนาะ care r အတန်ပဲထည့်မယ် careful careful မဟုတ်ပါဘူး okay next one careless careless more careless the most careless အဲ့ဒါကတော့တမီးတို့ဖြစ်တတ်တဲ့အတိုင်းပဲရှမ်းတော့ရှမ်းတော့ပို၍ရှမ်းတော့အရှမ်းဆုံး careless more careless the most careless okay next expensive expensive ကစေးကြည့်တော့ခုနတုန်းကချက်ထားရတဲ့မှာဆိုရင် costly နဲ့အတိတ်ပဲတူတူပဲ expensive expensive ဆိုအတန်သုံးတန်အောင်ပါတယ်အဲ့တော့ more ဒီ the most ဒီပဲပေါက်မယ်more expensive ပို၍ဈေးကြီးတော့ the most expensive ဈေးကြီးဆုံး expensive x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  အဲ့တော့ x ရဲ့အတန်ထွက်က k ရဲ့ s ရဲ့နှစ်ခုပေါင်းပြီးတော့ထွက်တာနဲ့တူတယ် x expensive 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 more expensive more expensive the most expensive expensive more expensive the most expensive okay အဲ့ဒီမှာလေကလေးတွေကဘာဖြစ်တယ်လဲဆိုတော့ most မှာလဲနဲ့ဆုံးတယ် expensive မှာက v ဆောင်းနဲ့ဆုံးမယ်เนาะအဲ့ဒါကိုတချို့အတန်လိတ်တက်တဲ့ကလေးတွေက most expensive ဆိုပြီးတော့နှစ်ခုစလုံးမှာ t တန်ထည့်တာမျိုးရှိတတ်တယ်အဲ့တော့မထည့်နဲ့เนาะ most the most expensive v နဲ့ပဲဆုံးမယ် okay next one difficult difficult ကခက်ခဲတော့ more difficult ပို၍ခက်ခဲတော့ the most difficult အခက်ခဲဆုံး by the way more နေရာမှာ more ကို more လို့ထွက်တယ်เนาะ more လို့မထွက်ဘူး more လို့ပဲထွက်တယ် more like more တယ်ဆိုရက်အတန်နဲ့ဆင်တယ် more မဟုတ်ဘူးเนาะ more difficult မဟုတ်ဘူး more difficult the most difficult okay next famous famous နာမည်ကြီးတော့ကြော်ကြားတော့ famous more famous the most famous famous ကအတန်နဲ့ပဲစောင့်နေအနောက်မှာ t မပါဘူး more famous the most famous အဆုံးတန်နေမှန်အောင်ထွက်ပြီးနော် okay next faithful faithful ကတစ္ဆာရှိတော့ faithful more faithful the most faithful faithful more faithful ပို၍တစ္ဆာရှိတော့ the most faithful okay next important အရေးကြီးတော့လိုက်ဆိုမယ်နော် important more important the most important more important the most important okay next popular လဲကြော်ကြားတော့ပဲ popular more popular ပို၍ကြော်ကြားတော့ the most popular အကြော်ကြားဆုံး popular more popular the most popular okay and the last one အဲ့တော့ဒီတစ်ခေါက်ကကြတော့စာလုံးတွေကိုကြည့်လိုက်ရင်စာလုံးပထမစာလုံးရဲ့ဒုတိယစာလုံးရဲ့တတိယစာလုံးရဲ့တစ်လုံးမှလည်းမတူပါလားဘယ်တူမလဲဘာဖြစ်လို့လဲဆိုတော့သူတို့တွေကပုံမှန်မဟုတ်တဲ့ adjectives တွေဖြစ်ပါတယ် irregular adjectives အဲ့တော့ပုံမှန်မဟုတ်ဘူးဆိုတာကသူတို့တွေမှာက spelling rules တွေစီမင်းစည်းကမ်းတွေမရှိတော့ဘူးလာခြင်းတလို့လာတယ်အဲ့တော့စာလုံးပေါင်းများအသစ်ပြောင်းသွားတယ် irregular ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အတန်ထွက်လေးတွေပြပါမယ် good ကကောင်းတော့ better ပို၍ကောင်းတော့ the best အကောင်းဆုံး good better the best good better the best okay next bad ကမကောင်းတော့ဆိုတော့လည်းရတယ်worse ပို၍ဆိုတော့ the worst အဆိုးဆုံး bad worse ဒီမှာက s အတန်နဲ့ပဲဆုံးတယ် worse ဒီနောက်ဆုံးက st the worst okay again bad worse the worst okay and next one
many much ညပြတော့ many က countable nouns တွေရှိတွက်လို့ရတဲ့နာမ်တွေနဲ့သုံးတယ် like many pencils many rulers you can count them much ကကြတော့ uncountable noun တွေနဲ့သုံးတယ် like water ပြီးတော့ sugar အဲ့လိုရှိတွက်လို့မရတဲ့နာမ်တွေနဲ့သုံးတယ် like much water much sugar okay so let's see many or much သူတို့နှစ်ခုစလုံးရဲ့ degree 2က more sugar တမမို့ရင် more pencils okay so let's see many much more the most many or much more the most okay next one few အဲ့တော့ few ကကြတော့သူက regular adjective တွေမှာပဲပါတယ်သူ့ကိုကြည့်လိုက်ရင် er တွေ est နဲ့ပဲပေါင်းထားဆိုတော့ဒါပေမဲ့ဒီချက်ဘာဖြစ်လို့ဒီထဲမှာထည့်ပေးထားလဲဆိုတော့ less နဲ့တွဲပြီးတော့မှတ်စီခြင်းလို့အဲ့တော့ few ကလည်းနေတာပဲlittle ကလည်းနေတာပဲဒါပေမဲ့ few ကကြတော့ countable nouns တွေနဲ့သုံးတယ် like there are a few students in this class အဲ့တော့ကျောင်းသားနည်းနည်းပဲလာတယ်countable nouns တွေနဲ့သုံးတယ် little ကကြတော့ uncountable nouns နဲ့သုံးတယ်like there is little water ရှိနည်းနည်းပဲရှိတယ်အဲ့တော့ little water ပေါ့နော် uncountable nouns နဲ့သုံးတယ် little ကကြတော့ irregular adjectives တွေမှာပါသွားတယ် few ကကြတော့ regular တွေမှာပဲပါတယ်အဲ့တော့ကြည့်မယ်နော် few fewer the fewest few fewer the fewest few fewer the fewest okay next little less the least little less the least little less the least okay the last word far ကကြတော့ way though ပို၍ဝေးသောအဝေးဆုံးအဲ့တော့ကြည့်မယ်နော်သူ့ရဲ့စာလုံးပေါင်းကကြတော့ပုံမှန်ဆိုရင်ဒီချက်တို့က er ပဲပေါင်းတာဆိုပေမဲ့အလယ်မှာ th လေးပို့လာတယ်ဒီ th လေးပို့လာပါတယ်FAR THER father အဲ့ဒီမှာတချို့က father အဖေနဲ့မှားလေးရှိတယ်မတူဘူးเนาะဒီ father မှာက R မပါဘူးfather မှာက R ပါတယ်အတန်ထွက်ကတော့ဆင်တယ်အဲ့တော့ကြည့်မယ် far right okay here father ဒီမှာ th ဆိုတော့တအတန်နဲ့ထွက်မယ် father further ဒါပေါ့နော် further ပြန်ဖတ်မယ်နော် father the farthest ar နဲ့ပေါင်းလို့ရတယ် ur ဆိုရင်တော့ပေါ့အဲ့တော့ further the furthest ပြန်ပြောမယ်နော်ar တွေကိုအရင်ပြောမယ် father the farthest or further the furthest okay so that's it အဲ့တော့ပြပါပြီအဲ့တော့စာလေးတွေချက်ထားပြပါ spelling test စစ်ပါမယ်ဒါပါပဲရှင်တတာ